ကြတော့အိတ်စိတ်ခန်းအကြောင်းကိုလေ့လာပြီးပေါ့နော်အခုကကြတော့ day 4လေးအနေနဲ့အခန်းနှစ်ကနံပါတ်1ခိကရောရင်ဘေးရည်ဖြစ်စေတဲ့အကြောင်းကိုဆက်ပြီးလေ့လာသွားမယ်ခိကရောရင်မှာဆိုရင်3မျိုးရှိတယ်ခိကရောရင်ဒီကဘေးရည်ဖြစ်စေတဲ့အကြောင်းရင်းမှာဆိုရင်ဘူဆိုရီတက်ခိကရောရင်ရုပ်ပိုင်းဆိုင်ရာပစ္စည်းများကြောင့်ဘေးရည်ဖြစ်စေတဲ့အကြောင်းရင်းခါကခုတက်ခိကရောရင်ဓာတုပစ္စည်းများကြောင့်ဘေးရည်ဖြစ်စေတဲ့အကြောင်းရင်းစေဘူဆိုတက်ခိကရောရင်ဇီဝပစ္စည်းတက်ရှိပစ္စည်းများကြောင့်ဘေးရည်ဖြစ်စေတဲ့အကြောင်းရင်းဆိုပြီးတော့3မျိုးရှိတယ်ခိကရောရင်ကဘာလဲဆိုရင်ဘေးရည်ဖြစ်စေတဲ့အကြောင်းရင်းခိကရောရင်မှာဘယ်နှမျိုးရှိလဲ3မျိုးရှိတယ်အဲ့3မျိုးကဘာလဲဆိုရင်မြန်မာလိုအရင်ပြောကြည့်မယ်နော်ရုပ်ပိုင်းဆိုင်ရာအကြောင်းဖြစ်တဲ့အကြောင်းရင်းနောက်တစ်ချက်ကကြတော့ဓာတုဗေဒပစ္စည်းတွေကြောင့်ဖြစ်တဲ့ဘေးရန်တွေဖြစ်စေတဲ့အကြောင်းရင်းနောက်တစ်ခုကဇီဝပစ္စည်းတက်ရှိပစ္စည်းတွေကြောင့်ဖြစ်ပေါ်စေတဲ့ဘေးရန်တွေဖြစ်စေတဲ့အကြောင်းရင်းပေါ့နော်3မျိုးရှိတယ်အဲ့ဆိုရင်မြန်မာလိုလေးရသွားပြီဆိုရင်ဂျပန်လိုပြောကြည့်မယ်ခိကယောနီဝဘေးရန်တွေဖြစ်စေတဲ့အကြောင်းရင်းတွေမှာဆိုရင်ဘူဆိုရီဆိုရုပ်ပိုင်းဆိုင်ရာနောက်တစ်ချက်ကကြတော့ခါကခုဓာတုပစ္စည်းနောက်တစ်ခုကစေဘူဆိုဇီဝပစ္စည်းဒီထိတ်ဆုံးစလုံးလေးမှတ်မယ်ပေါ့နော်အနောက်ကတေခိခိကယောရင်ကအတူတူတွေပဲလေအဲဆိုတော့ဘူဆိုရီရုပ်ပိုင်းဆိုင်ရာခါကခုဓာတုပစ္စည်းစေဘူဆိုဇီဝပစ္စည်းဒါကခိကယောရင်ဖြစ်စေ3မျိုးနော်အဲဆိုအရှိကပြန်ပြောကြည့်မယ်ရုပ်ပိုင်းဆိုင်ရာအကြောင်းဖြစ်စေတဲ့ရုပ်ပိုင်းဆိုင်ရာအကြောင်းဘေးရည်ဖြစ်စေတဲ့အကြောင်းရင်းကဘူဆိုရီတေခိခိကယောရင်ဓာတုပစ္စည်းကြောင့်ဘေးရည်ဖြစ်စေတဲ့အကြောင်းရင်းကခါကခုတေခိခိကယောရင်နောက်ဇီဝပစ္စည်းတက်ရှိပစ္စည်းတွေကြောင့်ဘေးရည်ဖြစ်စေတဲ့အကြောင်းရင်းဆိုရင်စေဘူဆိုတေခိခိကယောရင်ဟုတ်ပြီနော်ဒါတော့ဆက်စစ်လို့စတင်ရတဲ့အချက်လေးပေါ့နော်ခိကယောရင်က3မျိုးရှိတယ်အဲ့ဒီ3မျိုးကိုမှသူကတစ်မျိုးချင်းစီကိုအသေးစိတ်ရှင်းပြပေးတော့မှာပေါ့နော်အဆိုရင်ခုနအတုဆက်လက်ပြီးတော့ရှော့ကူဟင်းစိတ်ဆိုတဲ့အစားအစာထုတ်လို့ရမှာရှော့ကူဟင်းဆိုတာအစားအသောက်စိတ်ဆိုဆိုတာထုတ်လို့တာအစားအသောက်ထုတ်လို့တဲ့အခါမှာခိကိုစကင်နာခဲ့တဲ့ဘာနာနာနိုင်မဖြစ်မနေသတိထားရမယ်နောက်ခဲ့တဲ့ဘာနာနာနိုင်ဆိုတာလုတ်ကိုလုတ်ရမယ်လို့ပြောတာလေအဲဆိုသတိထားကိုထားရမယ်ခိကယောင်းနီးဆိုတဲ့ဘေးရည်ဖြစ်စေတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့ဆက်စုံမဲရှိမယ်ရှင်းပြပေးသွားပါမယ်ဆိုတော့ဘာလို့ရှင်းပြပေးမှလဲဆိုတော့ဒီဘူဆိုရီတက်ခိကယောင်းရဲ့ခါကခုတက်ခိကယောင်းရဲ့စေဘူဆိုတက်ခိကယောင်းရဲ့အဲ့3မျိုးကိုတစ်မျိုးချင်းစီကိုသူကခေါင်းစဉ်ပြန်ခွဲပြီးတော့ရှင်းပြပေးသွားမှာပေါ့နော်ဟုတ်ပြီအဲ့ဆိုဆက်ကြည့်မယ်ပထမချက်ကဘူဆိုရီတက်ခိကယောင်းရဲ့ရုပ်ပိုင်းဆိုင်ရာပစ္စည်းများကြောင့်ဖြစ်သောဘေးရန်တွေများခိကယောင်းတို့နောက်ကတဲ့ဘေးရန်တွေဖြစ်စေတဲ့အကြောင်းရင်းများထဲမှာခါတခုတဲ့မာကြောတဲ့အတွက်ကြောင့်မလို့ဟာကခါခဲတို့သွားတွေကိုပယ်စေခြင်းဒုက္ခတဲ့ဣတဲ့ချွန်ထက်တဲ့အရာတွေကြောင့်ခုချိနာနာကနိပါဇက်တွင်းမှာခိစုကတဲ့ခိရုနာတို့ဒဏ်ရာတွေရစေခြင်းစတဲ့ဘူဆိုရီတက်ခိနာခုတို့ကခိုင်းတဲ့ရုပ်ပိုင်းဆိုင်ရာပစ္စည်းများသည့်အဓိကအကြောင်းရင်းဖြစ်ပြီးတော့ဟီတိုနီလူတွေကိုခေကကိုစားဆဲရုအိုဆိုရက်ကအရုမနိုအနာတရားဖြစ်စေနိုင်တဲ့အန်တီရဲ့ကိုဘာလို့ခေါ်လဲဆိုရင်ဘူဆိုရီတက်ခိခိကယောရင်တိုအီမတ်ရုပ်ပိုင်းဆိုင်ရာပစ္စည်းများကြောင့်ဖြစ်သောဘေးရန်တွေများဆိုပြီးတော့ခေါ်ပါတယ်အဲ့ဆိုဒီမှာဘလို့မေးတယ်လဲဆိုရင်ဘူဆိုရီတက်ခိကယောရင်ဆိုတာဘာလဲဆိုတာမေးတယ်ပေါ့နော်ဘူဆိုရီတက်ခိကယောရင်သူ့ရဲ့ဘာသာပြန်ကရုပ်ပိုင်းဆိုင်ရာပစ္စည်းများကြောင့်ဖြစ်သောဘေးရန်တွေများရုပ်ပိုင်းဆိုင်ရာပစ္စည်းများကြောင့်ဖြစ်တယ်ဆိုတော့လူတွေကိုအနာတရားဖြစ်တာမျိုးပေါ့နော်အဲ့ဆိုတော့ဖြေပေးရမှာကဒီအနီလေးပြထားတယ်လေဟီတိုနီခေကကိုစာဆဲတို့အိုဆိုရဲကအာရုမနိုလူတွေကိုအနာတရားဖြစ်စေနိုင်တဲ့အန်တီရဲ့ကိုဘူဆိုရီတက်ခိကယောရင်လို့ခေါ်တယ်အဲ့ဆိုရပြီနော်ဘူဆိုရီတက်ခိကယောရင်ဆိုတာဘာလဲလူတွေကိုအနာတရားဖြစ်စေနိုင်တဲ့အန်တီရဲ့ကိုခေါ်တာဟုတ်ပြီအဲ့ဒါလူတွေကိုအနာတရားဖြစ်စေနိုင်တယ်ဆိုတော့ဘယ်လိုမျိုးကအနာတရားဖြစ်စေနိုင်တာလဲဒီမှာအပေါ်မှာအပြာလေးပြထားရပါတော့ခတ်တခုတဲ့မာကြောပြီးတော့သွားတွေကိုပယ်စေတာတွေပြီးတော့ချွတ်ထက်တဲ့အရာတွေကြောင့်ပါဇက်ရဲ့အထဲမှာဒဏ်ရာတွေရစေတာမျိုးဥပမာပြောရမယ်ဆိုရင်ကြောက်စရိတ်ခဲလေးတွေပါသွားတာမျိုးပေါ့နော်ကြောက်ခဲလေးတွေကိုကဝါလိုက်မိတဲ့ခါမှာနာသွားတာမျိုးပြီးတော့အချွန်ဆိုဖန်စလေးပေါ့နော်ဖန်စလေးတွေပါသွားတဲ့ခါကျရင်သွေးထွက်တာမျိုးအဲ့လိုမျိုးတွေဖြစ်စေနိုင်တာကိုဘူဆိုရီတက်ခိကယောရင်လို့ခေါ်တာ
ဟုတ်ပြီအဲ့နောက်တစ်ချက်ဆက်ကြည့်မယ်နောက်တစ်ချက်ကကျတော့စုခိနောဟောဝအောက်ပေါ်ပြပါစရာသည်ဘူဆုရီတေကိကယောရင်နောနာကတဲ့ရုပ်ပိုင်းစရာပစ္စည်းများကြောင့်ဖြစ်တဲ့ဘေးရန်တွေရဲ့များတဲ့မှာဒိုင်းဟောတေခိနောမိုနိုတက်စ်ဖြစ်လေဖြစ်တာရှိတဲ့အဖြစ်များတဲ့အန်တီရတွေဖြစ်ပါတယ်အဲ့ဆိုအောက်မှာဇယားလေးနဲ့ဖော်ပြမှာအဲ့ဒီဇယားကကြတော့ဘူဆုရီတေခိကယောရင်ဖြစ်စေတဲ့အရာတွေဟုတ်ပြီနော်အဲ့ဆိုဇယားကိုသွားကြည့်မယ်ဟုတ်ပြီနော်ဇယားမှာဆိုရင်ဒါဘူဆုရီတေကိကယောရင်ဖြစ်စေတဲ့အရာဘယ်နှမျိုးရှိလဲဆိုရင်ဒီမှာ၄မျိုးရှိရပါတော့ပထမတစ်မျိုးကခင်းဆိုကုဟန်ခင်းဆိုကုဆိုတာကတတ္ထုဟန်ဆိုတာကအပိုင်းစာခင်းဆိုကုဟန်တတ္ထုပိုင်းစာတွေကရဆုဟန်ဖန်ခွဲစာမန်ခွဲစာများပေါ့နော်ဖန်စာများပလစချစ်ကုဟန်ပလတ်စတစ်ပိုင်းစာများပြီးတော့အရှိကြောက်စစ်ခဲပေါ့နော်ကြောက်ခဲတော့မဟုတ်ဘူးအရှိဆိုအစားအစာတွေမှာပါဝင်မှာဆိုတော့လေကြောက်စစ်ခဲလေးတွေအဲ့ဒါ၄မျိုးရှိတယ်ဘူဆုရီတေကိကယောရင်ဖြစ်စေတဲ့၄မျိုးကဘာလဲဆိုရင်ခင်းဆိုကုဟန်ရှိမယ်ဂါရဆုဟန်ရှိမယ်ပလတ်ချစ်ကုဟန်ရှိမယ်ပြီးတော့အရှိပေါ့နော်အဲ့ဒီ၄မျိုးကိုမှ तू ကအပေါ်က၃မျိုးကတသက်အောက်ကအရှိကတသက်ထပ်ပြီးခွဲထားတယ်ပေါ့နော်ဘာလို့ဆိုတော့ပါဝင်တဲ့နေရာကွဲသွားတဲ့သဘောမျိုးကဲဟုတ်ပြီအဲ့ဆိုဒီအပေါ်၃ခုကဘယ်နေရာမှာပါလာတတ်တာလဲဆိုရင်ကန်ဆန်ညောနောနာကာနိကုန်ကျန်းပစ္စည်းတွေထဲမှာ high tech အတာတွေရောပါလာခြင်းရှက်ခုဟင်းစိတ်ဆိုးချူရှက်ခုဟင်းအစားအသောက်တွေကိုစိတ်ဆိုးတာထုတ်လုပ်တာချူဆိုနေစဉ်ပေါ့နော်ထုတ်လုပ်နေစဉ်အတော်အတွင်းမှာခိကိုင်နာတို့ခါရဆက်ထဲကနေပြီးတော့ high ru ခုတ်တုကအာရီမတ်ရောပါသွားခြင်းမျိုးရှိပါတယ်အဲ့ဆိုဒီခင်းဆိုကုဟန်ရဲ့ဂါရဆုဟန်ရဲ့ပလတ်ချီကုဟန်တွေကကြတော့နှစ်နေရာရှိရပေါ့နော်ပထမတစ်မျိုးကကြတော့ကန်ဆိုင်လျော်ကုန်ကျန်းပစ္စည်းတွေမှာရောပါလာတာနောက်တစ်ချက်ကကြတော့အစားအသောက်တွေကိုထုတ်လုပ်နေစဉ်အတော်တွင်မှာဆက်ထဲကနေပြီးတော့ရောပါလာတာနှစ်ချက်ကဲဟုတ်ပြီအဲ့ဆိုရင်အရှိကြောက်စရစ်ခဲမှာကြတော့ကန်ဆိုင်လျော်နောနာကာနီဟိုက်တဲ့အီဒုခုတ်တုကအာရီမတ်ကုန်ကျန်းပစ္စည်းတွေမှာရောပါလာတာမျိုးဆိုတော့တစ်ချက်ပဲเนาะ तू ကဆက်ထဲကနေမပါနိုင်ဘူး तू ကကုန်ကျန်းပစ္စည်းတွေထဲကနေပြီးတော့ရောပါလာခြင်းမျိုးဖြစ်တယ်အဲကြောင့်နှစ်ခုခွဲပေးထားပါเนาะအဲ့ဆိုပြန်ပြောရမယ်ဆိုရင်ဘူဆုရီတေကိကယောရင်ဖြစ်စေတဲ့အရာတွေကဘာလဲဆိုရင်ခင်းစုကုဟန်တထုပိုင်းစာတွေဂရဆုဟန်ဖန်စာများပလတ်ချီကုဟန်ပလတ်စတစ်ပိုင်းစာများပြီးတော့အရှိကြောက်ခဲဆိုပြီးတော့၄မျိုးရှိတယ်အဲ့ဒီ၄မျိုးမှာအပေါ်၃မျိုးကကြတော့ကုန်ကျန်းပစ္စည်းတွေမှာရောပါလာတယ်နောက်တစ်ချက်ကကြတော့အစားတောက်ထုတ်လုပ်နေစဉ်အတော်အတွင်းမှာဆက်ထဲကနေပြီးတော့ရောပါလာတာမျိုးတွေရှိတယ်အရှိကြောက်စရစ်ခဲကကြတော့သူကကုန်ကျန်းငကိုမူလကုန်ကျန်းပစ္စည်းတွေထဲကနေပြီးတော့ရောပါလာတာမျိုးကိုခေါ်တာကဲဟုတ်ပြီနော်အဲ့ဆိုဒါလေးရမယ်ထင်တယ်အဲ့ဒါဒီမှာပုံလေးပြထားပါတော့ပုံတော့ပထမပုံကကြတော့ခင်းစုခုတတ်ထုပိုင်းစနောက်ဒုတိယပုံကကာရဆုဖန်ခွဲစာတတိယတစ်ခုကကြတော့ပလတ်ချစ်ခုပလတ်စတစ်ပိုင်းစာ၄ခုမြောက်ကအရှိကြောက်စရစ်ခဲပေါ့နော်ဒီပုံလေးတွေဒါလေးတို့ပုံလေးနဲ့မြင်တာအောင်ပြထားပါပေါ့နော်ကဲဟုတ်ပြီအဲ့ဆိုရင်ဆက်စစ်တော့နောက်တစ်ချက်ဆက်ကြည့်မယ်ကန်ဆယ်လျော်နောနာကာနီကုန်ကျန်းပစ္စည်းတွေမှာ high tech အတဲ့ရောပါနေပြီးတော့တိုရီနိုဇိုခုဆိုဖယ်ရှားတာဖယ်ထုတ်တာဒီခုတ်တုပါလေးကိုကြည့်မယ်ပေါ့နော်တိုရီနိုဇိုခုခုတ်တုကတက်ခိနိုင်ဖယ်ထုတ်ရမရဘဲနဲ့ရှက်ကူဟင်းနီအစားအသောက်တွေကို high tech ရှိမတာမို့လို့ရောပါသွားတဲ့အရာအဲဆိုတော့အဲ့တစ်ချက်ပေါ့နော်အဲ့ပထမချက်ကဘာကိုပြောချင်တာလဲဆိုရင်ကုန်ကျန်းပစ္စည်းဆိုတာကြတော့အစားအသောက်တွေကိုမပြင်ဆင်ရသေးခင်မှာပါဝင်ပစ္စည်းတွေကိုပြောချင်တာပါဝင်ပစ္စည်းဆိုရင်ဥမာဆက်လက်ရွက်တုပ်မယ်ဆိုရင်ပထမဆုံးဆက်လက်အရွက်ပေါ့နော်အဲ့ဒီအရွက်တွေထဲမှာရောပါလာပြီးတော့ဖယ်ထုတ်လို့မရဘဲနဲ့အစားအသောက်တွေထဲမှာထပ်ပြီးတော့ရောပါသွားတဲ့အရာမျိုးအဲ့တစ်ချက်နော်ပြီးတော့နောက်တစ်ချက်ကကြတော့မွတ်တုနောကန်ဆိုင်လျော်ရမူလကုန်ကျန်းပစ္စည်းတွေနဲ့ရှက်ကူဟင်းနိအစားအသောက်တွေထဲမှာ high tech inai khata no ni မပါသွားတော့လည်းပဲမူလကုန်ကျန်းပစ္စည်းမူလပါဝင်ပစ္စည်းမှာရဲ့ပြီးအစားအသောက်ပြုလုပ်တဲ့အခါမှာလည်းပဲမပါပေမဲ့လည်းပဲရှော့ကူဟင်းအိုစိတ်ဆိုးရှိတဲ့ဣတုအိုက်တာနိအစားအသောက်ကိုထုတ်လုပ်နေစဉ်အတော်တွင်မှာဆိုတော့ဒီဆက်ပစ္စည်းတွေနဲ့လုပ်မယ်ဆိုရင်ဒီဆက်ထဲကနေပြီးတော့ high tech ဝအိခနိုင်မှုနုကပါမသွားတဲ့အရာတွေက high tech ရှိမတာမှုနုကိုပါသွားတဲ့အရာကိုဘာလို့ခေါ်လဲဆိုရင် ibusutto imas ပြင်ပအရာဝတ္ထုလို့ခေါ်တယ်
အဲ့ဆိုဒီခုနအပေါ်ကဇရာခွက်လေးကိုသူရှင်းပြထားတာပေါ့နော်ပထမတစ်ချက်ကကြတော့ကုန်ကျန်းပစ္စည်းပါဝင်ပစ္စည်းပေါ့နော်ဒီပါဝင်ပစ္စည်းဘာမှမလုပ်ရသေးခင်အဲ့ပါဝင်ပစ္စည်းတွေထဲမှာရောပါလာပြီးတော့ဖယ်ထုတ်လို့မရဘဲနဲ့အစားအသောက်တွေထဲကိုထပ်ပါသွားတာမျိုးအဲ့တစ်ချက်နော်နောက်တစ်ချက်ကကြတော့အဲ့မူလပါဝင်ပစ္စည်းမှလည်းမပါဘူးအစားအသောက်လုပ်တဲ့အခါမှာလည်းပဲပါမလာဘူးဒါပေမဲ့အဲ့ဒီအစားအသောက်ကိုထုတ်လုပ်တဲ့အခါမှာအဲ့စက်ပစ္စည်းတွေနဲ့စက်ပစ္စည်းကနေပြီးတော့ပါလာတဲ့အရာတွေပေါ့နော်အဲ့ဒီရောပါလာတဲ့အရာတွေစားစရာနဲ့မသက်ဆိုင်တဲ့အရာတွေပေါ့နော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်အီဘူးစွပြင်ပအရာလို့ခေါ်တယ်အဲ့ဆိုရင်ဒါအီဘူးစွဆိုတာဘာလဲဆိုတော့နားလည်သွားပြီထင်ပါတော့အီဘူးစွဆိုတာကြတော့ဒီစားစရာနဲ့မသက်ဆိုင်မနဲ့အပြင်ကပါလာတဲ့အရာတွေပေါ့နော်အဲ့ဒါတွေကိုအီဘူးစွလို့ခေါ်တယ်နောက်တစ်ချက်ကကြတော့တိုရီနိုဆို伊တဟာဇနာနော်နီဖယ်ထုတ်ရမည်ဖြစ်တော်လဲဟာဇနာနော်နီဆိုတေးချတာလေအဲ့ဆိုတော့ဖယ်ထုတ်ရမည်ဖြစ်တော်လဲတာမကောယာခိနာတို့နော်ကျဲဥကျော်အစားရှိတဲ့လျော်လီနိဟင်းလျာတွေထဲမှာဟိုက်တက်ရှိမတာရောပါသွားတဲ့တာမကောနောခါရဆိုအခွန်ကိုပြောတာတာမကောနောခါရဆိုကျဲဥအခွန်ကျဲဥအခွန်အားဆိုရင်လည်းပဲအီဘူးစွတ်တဲ့ပြင်ပအရာဖြစ်ပါတယ်တဲ့အဲ့ဆိုတော့ကျုပ်ကြော်တဲ့ခါမှာဆိုရင်လည်းပဲဆက်စစ်တို့ဒီကျုပ်အခွန်လေးတွေကပါသွားတတ်တယ်လေတစ်ခါတလေမှာအဲ့ဒါမျိုးอ่ะဆိုရင်အဲ့ဒီကျုပ်အခွန်ကလည်းပဲစားလို့မရတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကအီဘူးစွအမျိုးအစားထဲမှာပါတယ်ပေါ့နော်အဲ့ဒါစားလို့မှမေးတဲ့ခါကြာလို့ရှိရင်လည်းအီဘူးစွအမျိုးအစားတွေကမှားတဲ့အရာကိုရွေးပါဆိုရင်တာမကောနခါရပါတယ်ဆိုရင်အဲ့ဒါမရွေးရအောင်နော်အဲ့ဒါကမှန်တယ်တာမကောနခါရလည်းပဲအီဘူးစွမျိုးစားဖြစ်တယ်ဟုတ်ပြီနော်အဲ့ဆိုတော့နောက်တစ်ချက်အီဘူးဆနနာကတဲ့ပြင်ပအရာဝတ္ထုများထဲမှာခင်းစုကုယဂါရစုတထုအပိုင်းစာတွေဂါရစုကြတာဖန်စာအရှိနောယောနိကြောက်ခဲတွေကြောက်စရိတ်ခဲတွေကဲ့သို့သောခါတိုင်းမွန်တို့ကိုမာကြောတဲ့အရာတွေကိုဘာလို့ခေါ်လဲဆိုရင်ခိုးရှိဆိုအီဘူးဆိုမာကြောတဲ့ပြင်ပအရာလို့ခေါ်ပါတယ်တဲ့ခိုးရှိဆိုဆိုမာကြောတာအီဘူးဆိုဆိုပြင်ပအရာပေါ့နော်ခိုးရှိဆိုအီဘူးဆိုမာကြောသောပြင်ပအရာမာကြောသောပြင်ပအရာကဘာလဲဆိုရင်ခင်းစုခုတထုပိုင်းစားတွေပါမယ်ဂါရစုဖန်စားတွေပါမယ်ပြီးတော့အရှိကြောက်ခဲတွေပါမယ်ပေါ့နော်အဲ့ဒီ၃မျိုးอ่ะဆိုရင်ခိုးရှိဆိုအီဘူးဆိုဟုတ်ပြီအဲ့ဆိုရင်ဆက်စစ်တို့ဒီစာမျက်နှာလေးမှာကျတော့ဘာကိုပြောသွားတာလဲဆိုရင်အီဘူးဆိုဆိုတာဘာလဲအီဘူးဆိုဆိုတာကျတော့စားစရာနဲ့မသက်ဆိုင်မနဲ့အပြင်ကနေပါလာတာမျိုးအဲ့ဒါကိုအတူချုံပြောရမှာဆိုရင်ပြင်ပကနေပါလာတာပေါ့နော်အဲ့ဒါကိုအီဘူးဆိုလို့ခေါ်တယ်တာမကောနခါရကျဲဥခွန်ကလည်းပဲအီဘူးဆိုအမျိုးအစားဖြစ်တယ်နောက်တစ်ခါကျတော့ခိုးရှိဆိုအီဘူးဆိုတဲ့မှာသူကမာကြောတဲ့ပြင်ပအရာရှိတယ်ပြီးတော့မာကြောတာမဟုတ်တဲ့ပြင်ပအရာဆိုတော့ပျော့ပြောင်းတာပေါ့နော်အဲ့ပျော့ပြောင်းတဲ့ပြင်ပအရာဆိုပြီးတော့ရှိသေးတယ်အဲ့ဆိုတော့ခိုးရှိဆိုအီဘူးဆိုမာကြောတဲ့ပြင်ပအရာတွေကဆိုရင်ခင်းစုခုပါမယ်ဂါရစုပါမယ်အရှိပါမယ်ဟုတ်ပြီနော်အဲ့ဆိုရင်နောက်တစ်ချက်ဆက်သွားမယ်ဘူစရီတေကိကယောင်ကရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေကြောင့်ဖြစ်တဲ့ဘေးရန်တွေကရှော့ခုဟင်းနိအစားတောက်တွေတဲကိုဟိုင်ရာနိုယောနိစရုတာမဲနီဝပါမသွားစေဖို့အတွက်ခိုးရှိဆိုအီဘူးဆိုနခွန်ညူကိုမာကြောတဲ့ပြင်ပအရာတွေကိုခွန်ညူဆိုပါဝင်မှုမာကြောတဲ့ပြင်ပအရာဝတ္ထုတွေပါဝင်မှုကိုဘိုးရှိရှိနာခဲ့တဲ့ပါဤခဲမှာဆက်တားဆီးရပါမယ်အစားတောက်တဲ့မှာဒီဘူစုရီတက်ခိကယောရင်ဖြစ်စေတဲ့အရာတွေကအစားတောက်တဲ့မှာမပါဝင်မှုမရှိစေဖို့အတွက်ဆိုရင်ဒီခိုးရှိဆိုအီဘူးဆိုပါဝင်မှုတွေကိုမဖြစ်စေဖို့အတွက်တားဆီးရမယ်ခုနတာမဲ့အဲ့ဒီလိုမဖြစ်စေဖို့အတွက်စချီယာခိုအရှိစချီစာမြေကြီးခိုစတရားသေးတဲ့ခန်းကြီးလေးပေါ့နော်အဲ့တော့ခိုအရှိဆိုတော့ကြောက်စရစ်ခဲအသေးလေးတွေဆွေးတဲ့ဣဒုခမရှိတဲ့နိုင်ကပ်ပါနေနိုင်တဲ့အတွက်ကြောင့်မလို့ရာဆိုင်တော့စံကြောရှိတာတွေဟင်းသီးဟင်းရက်တွေကိုစံကြောဆိုစေးကြောတာဟင်းသီးဟင်းရက်တွေကိုစေးကြောခြင်းစံပဲဆိုရှိတာတွေစံပဲဆိုတာကြတော့ရွေးချယ်ခွဲထုတ်တာပေါ့နော်စံပဲဆိုရှိတာတွေရွေးချယ်ခွဲထုတ်ခြင်းရှိတာရှော်ရီနိယော့တဲ့ရှိတာရှော်ရီဆိုတာကြတော့ကြိုတင်ပြင်ဆင်တာကြိုတင်ပြင်ဆင်တာဆိုတော့ဒီလှိချွတ်တာတို့စေးကြောတာတို့အကုန်လုံးပေါ့နော်ကြိုတင်ပြင်ဆင်တာကိုပြောတာကြိုတင်ပြင်ဆင်ခြင်းတွေပြုလုပ်ပြီးတော့တဲ့တိုရီနိုဇိုခိမတ်ဖယ်ရှားပြရပါမယ်အစားတောက်တဲ့မှာဆိုရင်ဒီ
ခိုးရှိဆိုအီဘူးဆိုတွေပါမသွားဖို့အတွက်ကိုလောက်ရမယ်ပေါ့နော်အဲ့ဒီလိုပါမသွားစေဖို့အတွက်ဆိုရင်ဒီစစ်ချီမြေကြီးတွေကြောက်စရစ်ခဲတွေကကပ်ပါနေနိုင်တဲ့အတွက်ကြောင့်မလို့ဒီဟင်းသီးဟင်းရွက်တွေကိုအရင်ဆုံးဘာမှမလုပ်ခင်မှာစေးကြောရမယ်ရွေးချယ်ခွဲထုတ်ရမယ်ပြီးတော့ရှိတာလျှော်လေးပေါ့နော်လှီချွတ်ခြင်းကြိုတင်ပြင်ဆင်ခြင်းတွေကိုပြုလုပ်ပြီးတော့ဒီမြေကြီးတွေကြောက်စရစ်ခဲတတိလေးတွေကိုဖယ်ရှားပြရမယ်အဲကြောင့်ရေ2ချိန်3ချိန်ဆေးပါဆိုတာအဲ့ဒါကိုပြောတာပေါ့နော်နောက်တစ်ချက်ကကြတော့ရာဆိုင်တော့နဲ့တော့ဘူးပုံကိုရာဆိုင်ဆိုတာဟင်းသီးဟင်းရွက်နဲ့ဆိုတာအမြစ်ကိုပြောတာဘူးပုံဆိုတာအစိပ်ပိုင်းဟင်းသီးဟင်းရွက်အမြစ်အစိပ်ပိုင်းတွေကိုခရီတုတ်တာရီဖြတ်တောက်ခြင်းခိုင်းနခရာယခိုင်းစခယုခရစအခုံခယုကိုနေနဲ့စကနာနောအေရာငါးပဟတ်တေဟိုနဲ့အယိုးတွေကိုတိုရီနိုဇိုခိမဖယ်ရှားခြင်းတို့ကိုပြုလုပ်ရပါမယ်ခုနိုယောနိအဲ့ဒီလိုမျိုးရှိတာရှောတိကဩဝါဒကြိုတင်ပြင်ဆင်ပြီးသွားတဲ့ဇိုင်းရောရပါဝင်ပစ္စည်းတွေနဲ့ချောရိကဩဝါဒချက်ပြုတ်ပြီးသားရှောကုဟင်းကိုအစားတောက်တွေကိုဟုတ်ကန်ဆုရတိုခိဝတင်းဆဲတဲ့အခါမှာဆိုရင်ဖူတာကိုရှိမတ်အဖုံဖုံရပါမယ်ဒီလိုမျိုးပေါ့နော်အဲ့ဒီလိုမျိုးတဲ့ကြိုတင်ပြင်ဆင်ထားပြီးသားပါဝင်ပစ္စည်းတွေရဲ့ချက်ပြုတ်ပြီးသားအစားအစာတွေကိုကိုကတင်းဆဲတော့မယ်တင်းဆဲတော့မယ်ခါမှာဆိုရင်ဘယ်လိုတင်းရမလဲဆိုရင်အဖုံဖုံထားတဲ့ဘူးထဲမှာထည့်ပြီးတော့တည်တည်ချာချာတင်းရမယ်ပေါ့နော်အဲ့ဆိုဒီမှာသူပြောချင်တဲ့အဓိကအကြောင်းရင်းကအဖုံဖုံရမယ်ဆိုတဲ့အကြောင်းပေါ့နော်ဖူတာကိုရှိမတ်အဖုံဖုံရမယ်ဒါလေးကခဏခဏမင်းနော်စာပေမှာသူကတင်းဆဲတဲ့ခါမှာဘယ်လိုတင်းရမလဲဆိုပြီးတော့မေးတတ်တယ်အခါကြလို့ရှိရင်ဖူတာကိုရှိမတ်အဖုံဖုံပြီးတော့တင်းဆဲရမယ်ဆိုတာကိုရွေးပေးရမယ်ပေါ့နော်ကဲဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ချက်မရှိပိုးမွားတွေခမီနော်ကဲစပေမွေးတွေရှီဟန်နော်ယောနိစက္ခုအပိုင်းအစားတွေလိုမျိုးခတခုနိုင်အဖို့ဆိုမာကျောမှုမရှိတဲ့ပြင်ပအရာတွေကကိုချီနောနာခါရပါဇက်အတွင်းနဲ့နိုးတို့လေချောင်းတွေကိုခိစုကတေခိတုခုတော်ဝနိုင်တော့တဲ့ပါဇက်ရဲ့အတွင်းနဲ့လေချောင်းတွေကိုအနာတရမဖြစ်စေတဲ့အတွက်ကြောင့်မလို့ဘူးစွရီတဲ့ခိကယောရင်တဲ့ဝအာရီမဆန်ရုပ်ပိုင်းဆိုင်ရာပစ္စည်းများကြောင့်ဖြစ်သောဘေးရန်တွေမဟုတ်ပါဘူးတဲ့။ဘာကိုပြောချင်တာလဲဆိုရင်တော့ပိုးမွားတွေစပင်မွေးတွေရှိဟန်ဆိုတဲ့စကူပိုင်းစားတွေကကြတော့သူကမာကြောမှုမရှိတဲ့ပြင်ပအရာဝတ္ထုတွေအဲ့ဒါဘယ်လိုခေါ်လဲဆိုရင်ခတာခုနိုင်ဤဘူးဆိုမာကြောမှုမရှိသောပြင်ပအရာဝတ္ထုအဲ့ဆိုရင်ခတာခုနိုင်ဤဘူးဆိုမာကြောမှုမရှိတဲ့ပြင်ပအရာဝတ္ထုကဘာလဲဆိုရင်မူရှိပိုးမွားခမင်းတော့ခဲစပင်မွေးရှိဟန်စကူပိုင်းစားအဲ့ဒါတွေကလူတွေရဲ့ပါဇက်အတွင်းရဲ့ပြီးလေချောင်းတွေကိုဒဏ်ရာတွေတော့မဖြစ်စေဘူးအဲ့ဒီမှာကြောင့်မရှိတဲ့ပြင်ပအရာတွေကလူတွေရဲ့ပါဇက်နဲ့လေချောင်းတွေကိုဒဏ်ရာအနာတရားတွေမဖြစ်စေဘူးအဲ့ဒါကြောင့်မလို့သူ့ကိုဘူဆိုရီတက်ကိခိကန်ယောရဲ့အမျိုးအစားတွေမှာမပါဘူးဘူဆိုရီတက်ကိခိကန်ယောကကြတော့ဒီရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေခြုံထက်တဲ့အရာတွေတို့မာကျောတဲ့အရာတွေကြောင့်ဖြစ်စေတဲ့အရာကိုဘူဆိုရီတက်ကိခိကန်ယောလို့ခေါ်တာဒါတွေကကျတော့သူကအနာတရားမဖြစ်စေတဲ့အတွက်ကြောင့်မလို့ဘူးစွရီတက်ခိခိကယောရဲ့အမျိုးအစားထဲမှာမပါဘူးပေါ့နော်။သူမှားမှန်ရွေးခိုင်းတဲ့အခါမှာမေးတတ်တယ်။ဘူးစွရီတက်ခိခိကယောရဲ့အမျိုးအစားထဲမှာမပါတဲ့အရာဘာလဲလို့မေးလို့ရှိရင်ဒီ၃မျိုးတွေကတခုပေးထားတတ်တယ်ပေါ့နော်။အခါကျလို့ရှိရင်အဲ့ဒါရွေးပေးရမယ်။ရှိခရှိဒါပေမဲ့လည်းခိုနိုယောနာအီဘူဆိုကဟိုက်တဲ့အီရူတိုပြင်ပအရာဝတ္ထုတွေပါရှိနေပါကဖုခဲဆိုဖုဆိုအငင်းလေခဲဆိုစတန်ရှင်းတာဖုခဲဆိုတော့တန်ရှင်းမှုမရှိတာဖုအိစိတ်ကျမ်းမာရေးနဲ့မညီညွတ်တာတန်ရှင်းမှုမရှိတဲ့ကျမ်းမာရေးနဲ့မညီညွတ်တဲ့ရှော့ကူဟင်တုအမဝါတဲ့အစားအစာဖြစ်တယ်လို့ယူဆပြီးတော့ခုကျော်တိုင်ကြတာခုလဲမှုဆိုတဲ့တိုင်ကြတာပဲအဲ့တော့ခွေးစာခွေးပိတ်လေးနဲ့နောက်တစ်မျိုးခေါ်ပြထားတာအဲ့တော့တိုင်ကြားမှုတွေဟမ်ပီနီစနာကာရီမတ်ပစ္စည်းပြန်သွင်းမှုတွေကိုဖြစ်ပေါ်စေပါတယ်ဒီမာကျုံမှုမရှိတဲ့ပြင်ပအရာဝတ္ထုတွေကဆိုရင်လူတွေရဲ့ပါဇက်အတွင်းရဲ့လေချောင်းတွေကိုအနာတရားတော့မဖြစ်စေနိုင်ဘူးဒါပေမဲ့အဲ့ဒါမျိုးပါလာတဲ့ခါကြလို့ရှိရင်စားသုံးသူတွေကပေါ့နော်ဒီကုန်ကျင်ဒီပစ္စည်းရပေါ့နော်ဒီစားတောက်ကုန်ကတန်ရှင်းမှုမရှိဘူးကျန်းမာရေးနဲ့မညီညွတ်ဘူးလို့သူတို့ယူဆလိုက်ပြီးတော့တိုင်ကြားတာတွေလုပ်နိုင်တယ်တကယ်လို့မတိုင်ကြားဘူးဆိုရင်တော့မှပဲပစ္စည်းပြန်သွင်းတာတွေကိုဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီချက်တွေကလည်းပဲပါသွားလို့မဖြစ်ဘူးမူရှိယခမီနော်ခဲစပိုးမွားတွေစပင်မွေးတွေရှိဟန်အစကုပိုင်းစားတွေကခါတာခုနာအီဘူဆုမိုမာကျုံမှုမရှိသောပြင်ပအရာဝတ္ထုတွေကိုရှော့ကူဟင်းနီအစားတောက်တွေထဲမှာ
Haidana Yoni Shina Kereba Ikemasan အစားတောက်တဲ့ကိုပါမသွားအောင်လှုပ်ဆောင်ရပါမယ်။ဘာလို့လဲဆိုတော့ခုနလိုမျိုးလေးတိုင်ကြားတာတို့တန်ရှင်းမှုမရှိဘူးကျမ်းမာရေးနဲ့မညီညွတ်ဘူးလို့ယူဆပြီးတော့တိုင်ကြားတာတို့ပြုလုပ်နိုင်တယ်။တိုင်ကြားမှုမပြုလုပ်ဘူးဆိုရင်တော့မှပဲပစ္စည်းပြန်သွင်းတာတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မလို့မပါသွားအောင်လို့ဂရုစိုက်ပြီးတော့လှုပ်ဆောင်ရမယ်။ခေါ်ရှိစောအီဘူစောတဲမို့မာကျော်တဲ့ပြပအရာဝတ္ထုပဲဖြစ်ဖြစ်ခေါ်ရှိစောအီဘူစောတဲဝါနိုင်အီဘူစောတဲမို့မာကျော်တဲ့ပြပအရာဝတ္ထုမဟုတ်တဲ့အီဘူစောပဲဖြစ်ဖြစ် high tech အီဒုခိုတိုကိုပါဝင်နေကြောင်းကိုဟာခန့်ရှိတတိုခေဝတွေးရှိပါကစုခုနိချက်ချင်းစာပြောကိုတိုးမဲ့တဲ့လုံနေတဲ့အလုပ်ကိုရပ်ပြီးတော့စကီနီရှာနိတာဝန်ခံထံသို့ဟိုကူကူရှိမတ်သတင်းပို့ရပါမယ်မာကျော်တဲ့ပြင်ပအရာဝတ္ထုပဲဖြစ်ဖြစ်မာကျော်တဲ့မဟုတ်တဲ့ပြင်ပအရာဝတ္ထုပဲဖြစ်ဖြစ်အစားတောက်ထဲမှာပါဝင်လာတာကိုကိုကတွေးလိုက်ပြီးဆိုတာနဲ့ချက်ချင်းပဲလုံနေတာကိုရပ်ပြီးတော့တာဝန်ခံထံကိုချက်ချင်းသွားပြီးတော့သတင်းပို့ရမယ်ဆိုတော့ဒီမှာမေးတတ်တယ်ပေါ့နော်ဘယ်လိုမေးတတ်လဲဆိုရင်ဒီဝန်ထမ်းကပေါ့နော်ဝန်ထမ်းကကိုကဒီစားတောက်ကုံမှာစပင်ဝဲပဲဖြစ်ဖြစ်တခုခုပေါ့နော်ပါလာတာကိုတွေ့ပြီဆိုရင်ဘယ်လိုလုပ်ရမလဲပေါ့ဒါမှမဟုတ်ဟင်းထဲမှာ plastic စာပါလာတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုပါလာတယ်ဆိုရင်သူရွေးခိုင်းတတ်တယ်ကိုကကိုဖယ်ရှားလိုက်မယ်ပေါ့နော်အဲ့လိုဆိုရင်မှားတယ်နောက်တစ်ချက်ကကြတော့လုပ်ဖို့ကင်ဘက်ကိုပြောပြမယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းမှားတယ်တောင်းရင်ခံတဲ့သတင်းပို့မယ်ဒါမှမဟုတ်လုပ်နေတဲ့အလုပ်ကိုရပ်ပြီးတော့တာဝန်ခံထမ်းသွားပြီးတော့သတင်းပို့မယ်အဲ့လိုမျိုးအချက်တွေပါလာပြီဆိုရင်တော့ရွေးပေးရမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီချက်လေးကလည်းမိတတ်တယ်ဟုတ်ပြီအဲ့ဆိုနောက်တစ်ကြောင်းသွားမယ်နောက်တစ်ကြောင်းကကျတော့အီဘုဆိုကပြင်ပအရာဝတ္ထုတွေကခိကယောယနီနာရုတာခဲ့တဲ့ဝအာရီမာဆန်ဘေးရန်တွေဖြစ်စေတဲ့အကြောင်းရင်းတစ်ခုတည်းသာလည်းမဟုတ်ပါဘူးခိုင်ရှာနောရှင်းရောက်မှုအိုတိုရှိတဲ့ရှိမိုင်းမတ်ကုမ္ပဏီပေါ်မှာလည်းပဲယုံကြည်မှုကကျဆင်းသွားပြီဖြစ်ပါတယ်တဲ့အဲ့ဆိုပြင်ပအရာဝတ္ထုတွေဆိုတာကလူတွေကိုအန်တရယ်ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုတည်းသာလည်းမဟုတ်ဘူးဒီကုမ္ပဏီကထွက်လာတယ်ဆိုရင်ပေါ့နော်ဒီကုမ္ပဏီကတန်ရှင်းမှုမရှိဘူးကျန်းမာရေးနဲ့လည်းမညီညွတ်ဘူးဆိုပြီးတစ်စကားတစ်စနာနဲ့ပေါ့နော်ဒီကုမ္ပဏီပေါ်မှာလည်းပဲယုံကြည်မှုကကျဆင်းသွားနိုင်တယ်အဲ့ဒါကြောင့်မလို့အဲ့လိုမျိုးတွေပြင်ပအရာဝတ္ထုတွေကအစားတောက်တဲ့ကိုပါမသွားအောင်လို့ဂရုစိုက်ပြီးတော့လှုပ်ဆောင်ရမှာဖြစ်တယ်ကဲဟုတ်ပြီအဲ့ဆိုရင်ဆက်စီတို့ဒါကြတော့ဘူးစွတ်နေတဲ့ခိခိကရောရင်ရုပ်ပိုင်းဆိုင်ရာပစ္စည်းများကြောင့်ဖြစ်ပေါ်စေတဲ့ဘေးရန်တွေများပေါ့နော်အဲ့ဒီဘိုင်းလေးကိုရှင်းပြပေးသွားတာဒါကတော့ day 4ရဲ့သင်ခန်းစာလေးကဒီလောက်ပါပဲ day 5မှာကျတော့ခါခါခုပေါ့နော်ဒါတို့ပစ္စည်းကြောင့်ဖြစ်ပေါ်စေတဲ့ဘေးရန်တွေရဲ့အကြောင်းကိုဆက်ပြီးတော့ရှင်းပြပေးသွားမယ်ကဲဟုတ်ပြီအဲ့ဆိုတော့ဆက်စီတို့ day 4သင်ခန်းစာလေးကဒီလောက်ပါပဲနော်